အားလုံးပဲမင်္ဂလာပါ77 Sport ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Guardiola ရင်ဆိုင်ရအောင်မဲ့ Championship အခုပြောင်းကြကပြိုလဲခြင်းများဆိုတဲ့ topic နဲ့ပတ်သက်ပြီးတော့ဆွေးနွေးသွားမှာပါပြောမယ်ဆိုလို့ရှိရင် Guardiola ကဒီအခြေအနေမျိုးပေါ့နော်ဒီအခြေအနေမျိုးဆိုတာဒီသူ့ကစားသမားတွေအသက်အရွယ်ကြီးလာတယ်ကစားသမားအသစ်တွေကိုထပ်ပြီးတော့ recruitment လုပ်ရတယ်ဆိုတဲ့အခြေအနေမျိုးကို Guardiola မကြုံရသေးဘူးလို့ကျွန်တော်တို့ပြောလို့ရတယ် Guardiola ဒီ one of the best one of the greatest manager လို့ကျွန်တော်တို့သတ်မှတ်တယ်ဒါလည်းလက်ခံတယ်တချို့တော့အချက်လက်တွေမှာဆိုလို့ရှိရင် Sir Alex Ferguson ထပ်ပူနေနှစ်နဲ့Sir Alex Ferguson ထပ်ပူများတဲ့ဖလားတွေကိုသူယူခဲ့ပြီးပါပြီဒါပြောချင်တဲ့သဘောဒီပါလဲဆိုတော့ Sir Alex Ferguson သူ့လိုmanager တက်တန်းမှာသူ့လောက်ထိစူဖလားမယူနိုင်သေးဘူးလို့ပြောလို့ရတယ်ပြီးတော့သူ Champion League ကိုလည်းယူပြပြီးသွားပြီအဲ့တော့ဒါဘာစီလိုနာမပါဘဲနဲ့ပေါ့နော်ဘာစီလိုနာမပါဘဲနဲ့ယူပြပြီးသွားပြီအဲ့တော့နှစ်တိုင်းမှာလည်း Man City တွေ Champion League အတွက် Real Madrid ကိုကြော်ပြီးတော့ရေပန်းအစားဆုံးဖြစ်ခဲ့တာပဲဒါဒီနှစ်မှသာလင်းနည်းနည်းလေးကျသွားတာပေါ့နော်အဲ့လိုမျိုးအချိန်မှာ Guardiola ဒီ one of the best one of the greatest ဆိုတော့ညာလည်းပဲသူမကြုံဘူးတဲ့ပြဿနာကို Man City မှာကြုံနေရတယ်ဒါဒီသူ Man City မှာကြာနေလိုက်ခြင်းရဲ့ပြဿနာလို့လည်းကျွန်တော်ပြောလို့ရတယ်။ဘာဖြစ်လို့လဲဆိုတော့ဘာစီလိုနာမှာ၄-5နှစ်နေတာဒီသူ့အစ်စ်ကစားသမားတွေသူတီဆောက်ထားတဲ့သူအုံမြင့်ချထားတဲ့ကစားသမားတွေကအဲ့ဒီအချိန်မှာ prime time ပဲရှိသေးတာ။သူကောင်းကောင်းမွန်မွန်အေးအေးဆေးဆေးတုံးလို့ရတယ်။ဘိုင်ယန်မြူးနစ်မှာဆိုလို့ရှိရင်လည်းသူခေါ်ခဲ့တဲ့ကစားသမားတွေဒီ၄နဲ့၅နှစ်လောက်နဲ့ဘာမှမဖြစ်သွားတဲ့အသက်အရွယ်မျိုး။ဒါပေမဲ့ Man City မှာနေတာတော့၈နှစ်လောက်ရှိနေပြီ9နှစ်တက်တန်းရှိနေပြီ။တကယ်တမ်းနေမယ်ဆိုလို့ရှိရင်ဒါ10နှစ်အထိနေမှာ။အဲ့တော့တခြားအသင်းတွေတက်2ဆလောက်သူ Man City မှာပုံနေနေဆိုတဲ့သဘောမှရှိတယ်။အဲ့ဒါဒီတချို့တော့အချိန်ဒီမှာကောင်းတယ်ဆိုပေမဲ့လို့ Guardiola အတွက် challenge တစ်ခုဖြစ်နေတာကဘာလဲဆိုတော့သူစတင်အုပ်မြင့်ချခဲ့တဲ့သူရောက်တဲ့အချိန်မှာ Man City ကိုခေါ်ခဲ့တဲ့ကစားသမားတွေဒီအခုအချိန်မှာ30ကျော်နေတယ်ဆိုတော့ Asian squad ဆိုတဲ့သဘောမျိုးကိုသူကြုံတွေ့နေရတယ်အဲ့လိုမျိုးကြုံတွေ့နေရတဲ့အပိုင်းမှာ Guardiola ဘာဒုက္ခရောက်တယ်လို့မျိုးရှင်ခုနပြောသူမျိုးပဲသူကြုံတွေ့ခဲ့ရတဲ့ကစားသမားတွေကအသက်အိုသွားပြီးတော့သူကဒီအသင်းမှာပဲနောက်တစ်ချိန်ထပ်ပြီးတော့ recruitment လုပ်ရမှာပါလားဆိုတဲ့ဟာဒီ Guardiola တက်နည်းနည်းတော့ challenge ဖြစ်စေတယ်လို့ပြောလို့ရတယ်။ဘာဖြစ်လို့လဲဆိုတော့ expectation တွေများသွားပြီ။ Man City ကိုမအောင်မြင်ခင်တုန်းကအုံမြင့်ချတာဒီအဲ့လောက်ထိမဟုတ်ဘူး။ဒါပေမဲ့ Man City အမြင်နဲ့တစ်၄နှစ်စတိုက်တက်လောက်ပဲယူပြီးတော့ champion တွေယူနေပြီးတော့ချက်ချင်းကြာသွားပြီးတော့အဲ့ကြားတဲ့ဟာကိုပြန်ဆွဲတင်ရတဲ့ဟာနဲ့ပရိသတ်တွေရဲ့အမျက်ထွက်မှုပရိသတ်တွေရဲ့စိတ်အလိုမကျမှုတွေက Guardiola အပေါ်ပထမအောင်ဆုံးတိစောက်တာနဲ့မတူတော့အဲ့တော့ဆိုကြပါစို့ပရိသတ်တွေကပထမအုံမြင့်ကိုတော့သူတို့အချိန်ပေးပြီးစောင့်နိုင်တယ်ဆိုတော့ညာလည်းပဲဒုတိယအုံမြင့်ကိုတော့အခုပဲရကျင်တာဒီနှစ်မှာတော့မဖြစ်နိုင်လို့ရှိရင်နံပါတ်1ရကျင်သေးတာ Man City ပရိသတ်တွေကဒါပေမဲ့မဖြစ်နိုင်တော့လို့ဒါစိတ်လျှော့လိုက်ရဒါပေမဲ့နောက်နှစ်ဆိုလို့ရှိရင်ရော Man City က top 4နဲ့ကျင်နေမှာလား Man City top 4နဲ့မကျင်နိုင်ဘူးဆိုတာကအခုလက်ရှိမှာ Guardiola ရောက်ပြီးတော့ Man City ဒီအဆိုးအဆုံးနှစ်လို့ပြောတယ်ဒါပေမဲ့သူ top 4ဝင်နေတော့မယ်သူ FA ရဲ့ final ကိုတက်နေတော့မယ်အဲ့လိုမျိုးအချိန်မှာတော့မှသူတို့ဒီမအောင်မြင်တဲ့နှစ်လို့ပြောတာနောက်နှစ်မှာဆိုလို့ရှိရင်သူတို့ one မရလို့ရှိလို့ရှိရင် Man City ပရိသတ်တွေမကျင်နိုင်ကြတော့အဲ့ဒီရဲ့ PR ရှိတယ်ပြောချင်တာပါလဲဆိုတော့သူစိတ်ကြိုက်လို့မရဘူးသူမြင်အောင်မြင်မှရမယ်သူတိတ်ခါတော့ကောပရိသတ်တွေရဲ့စိတ်ကျင်မှုအရာအဓိကတော့သူတိတ်ခါပေါ့ဒီသူတိတ်ခါပိုင်းအဆိုင်အရာသူစူးစမ်းမှရတော့မယ်အဲ့ဒီအချိန်မှာ rush ဖြစ်နေတဲ့အချိန်မှာသူ့ရဲ့ကင်တွယ်မှုတွေလည်းနည်းနည်းလေးအာရုံစိုက်မှုလျော့လာတယ်လို့ပြောလို့ရတယ်ဒါနှစ်ပေါင်း30ကြာဒါပြောမယ်ဆိုရင်ပေါင်းတင်းခင်းတဲ့မိန်းမနဲ့လမ်းခွဲလိုက်ရတယ်ပြီးလို့ရှိရင်အင်တွင်းပြဿနာတွေရှိတယ်ပြီးတော့သူကိုယ်တိုင်ကလည်းဘောလုံးလောကမှာမျောနေတာလေးတွေရှိတယ်အဲ့လိုမျိုးမျောနေတဲ့ဟာတွေပြီးလို့ရှိရင်အင်တွင်းပြဿနာတွေကြောင့်ဒါသူဒီအချိန်မှာကြာတယ်လို့ပြောလို့ရတာပေါ့နော်ပြီးတော့တန်ရာပြဿနာတွေလည်းအများကြီးပါခဲ့တာပေါ့လေအဲ့တော့လွယ်ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီဟိုဘယ်လိုပြောမလဲနောက်ထပ်ဟိုဘယ်လိုပြောမလဲနှစ်တည်မှာပေါ့လေနောက်ထပ်နှစ်တည်မှာ Man City ကိုနံပါတ်1မှမတွေ့ရဘူးဆိုရင် Guardiola ကအရေးချင်းမရှိဘူးဆိုတော့ expectation မျိုးတွေပေါ့ရင်အတွေးခေါ်မျိုးတွေကျွန်တော်တို့ကတွေးလာခဲ့ပြီအဲ့ဒါကြောင့်မလို့ Guardiola ဒီ De Bruyne တွေကိုဖယ်လက်ရှိမှာ Florian Rice ကိုခေါ်မယ် Ryder ကိုခေါ်မယ်ဒါကျွန်တော်တို့ Man City ရဲ့စာမျက်နှာအသစ်မှာလည်းကျွန်တော်ပြောခဲ့ဘူးသားရှိတယ် Florian Rice ဒါ Liverpool က Florian Rice ကိုခေါ်မယ် AC Milan ရဲ့ဒါအကောင်းဆုံးကစားသမားဖြစ်တဲ့ Ryder ကိုခေါ်မယ်ပြီးလို့ရှိရင် Rodri နဲ့ထပ်တွဲမယ် Quinn နဲ့ပါအောင် House ကိုတိစောက်မယ်ပြီးလို့ရှိရင် Gvardiol နေရာမှာဟိုGvardiol နေရာမှာ Theo Hernandez ကိုထည့်မယ် Gvardiol ကိုတခြား position ပို့ရင်လည်းပို့မဟုတ်ရင် Theo Hernandez ကို right wing ပို့ရင်လည်းပို့ဒီလိုမျိုးပုံစံတွေလုပ်ဖို့များလာတယ်အဲ့လိုမျိုးများလာတဲ့အချိန်တိုင်းဒီ Guardiola အတွက်တော်တော်လေးမြင်လုံးမှဖြစ်မယ်ဆိုတဲ့သဘောတရားမျိုးမှဖြစ်ရဘာဖြစ်လို့လဲဆိုတော့နောက်နှစ်မှာ Man City power house အနေနဲ့ပြန်ပြီးတော့လာမှာဖြစ်တဲ့အတွက်ကြောင့်မလို့လက်ရှိအချိန်မှာ Man City ဒီအကောင်းဆုံးကွင်းတွေကနေပြီးတော့ချက်ချင်းအဆိုးဆုံးကွင်းတွေဘူလီအလောက်ခံရဆောင်ကွင်းတွေကိုပြောင်းသွားတယ် De Bruyne ကြာသွားပြီ Kovacic ကြာသွားပြီ Gundogan ကြာသွားပြီ Martinez ထည့်လို့ရှိရင်လည်းသူဒီ Man City level ကိုမင်းနေတာမျိုးမဟုတ်ဘူးအဲ့တော့အဲ့ power house တွေကကြာသွားပြီပြီးလို့ရှိရင်သူတို့တွေအရန်အားကိုးခဲ့ပါတယ်ဆိုတော့တောင်မန်ဝင်ကန်နှစ်ဖက်ကလည်း Mahrez ထွက်သွားပြီ Bernardo Silva အဲ့လောက်ကြီးအရာဝင်တော့ Foden ပျောက်နေတယ်
အဲ့လိုမျိုးအခြေအနေမှာဒိုဂူဆာဗီယိုဖိုဒန်ဒီလူငယ်လေးတွေကိုအားကိုးရင်းနဲ့သူမဖြစ်တော့ဘူးဟာလန်ကလည်းအလဲဟိုပြောရင်ထိတ်မှာထီးထီးကြံပြီးတော့ဘာမှလုပ်လို့မရတဲ့အခြေအနေမျိုးအဲ့လိုမျိုးအခြေအနေမျိုးတွေကိုတရားဒီဒဲနဲ့ပြောင်းလဲရမှာဒီတရားဒီမှာမပြောင်းလဲဘူးဆိုရင်နောက်တရားဒီထပ်ဆောင်အောင်မယ်ဆိုတာမန်စီးတီးပရိသတ်တွေမဆောင်တော့အဲ့ဒီအခက်အခဲကိုခေါ်ပြီးကကြုံတွေ့နေရတယ်သူ့အသင်းဒီတဖြည်းဖြည်းနဲ့အိုဟောင်းပြီးတော့ပြိုလဲလာတယ်သူမြင်အတစ်ပြန်ဆောင်မှရမယ်အဲ့ဒီအတစ်ပြန်ဆောင်တဲ့ဟာကိုခေါ်ပြီးတော့လုံနိုင်မှာလားမလုံနိုင်ဘူးလားဒါဒီသူ့ရဲ့ manager ရဲ့ the greatest ဖြစ်နှုံမဖြစ်နှုံမဟုတ်လို့ဆိုရင်လည်းပရိသတ်တွေရဲ့အထင်သေးခြင်းမသေးခြင်းကိုသူတကူတိုင်းလုပ်ပြရမယ့်အရာတစ်ခုတော့ဖြစ်တယ်ပေါ့လေဟုတ်ကဲ့ပါဆိုတော့အခုဆိုလို့ရှိရင်တော့ Guardiola ရင်ဆိုင်ရအောင်မဲ့ generation အခုပြောင်းညပြိုလဲခြင်းများဆိုတဲ့ topic နဲ့ပတ်သက်ပြီးဆွေးနွေးခဲ့တာပါကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်